မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်မိုးလေဝသသတင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့2026ခုနှစ်ဧပြီလ14ရက်အင်္ဂါနေ့မနက်ခင်း9နာရီအချိန်မှာမိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အချက်အလက်တွေကိုအခြေခံပြီးတင်ဆက်ပေးသွားမှာပါအခုလောရာသီဥတုအခြေအနေကတော်တော်လေးပြောင်းလဲနေတာမို့ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကမိဘပြည်သူတွေအတွက်အရေးကြီးပါလိမ့်မယ်ကဲကျွန်တော်တို့မိုးရွာနိုင်ခြေရှိတဲ့နေရာတွေကိုအရင်ကြည့်အောင်ဒီနေ့မှာတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မိုးရွာရန်ရာခိုင်နှုန်းကတော့80ရှိပါတယ်။ကျန်တဲ့ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတင်အသင့်ဖြီထုံးပြီးကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနေပါလိမ့်မယ်ခင်ဗျာ။ရာသီဥတုကအေးရကနေရုတ်တရက်အပူရှိန်တိုးလာနိုင်တဲ့အတွက်ကျန်းမာရေးသတိလေးထားဖို့လိုအပ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာမိုးတိမ်တောင်တွေဖြီထုံးနေပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေလျားရနေရတဲ့လျှောက်မှာမိုးရွာဇွန်းချင်းတဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာမျိုးတွေအထိဖြစ်နေပါတယ်။ဒါကြောင့်မိုးတိမ်တောင်ဖြစ်ပေါ်လာတဲ့အခါဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုဖြစ်စဉ်တွေကိုကြိုတင်သတိပြုကြဖို့အကြံပြုလိုပါတယ်ခင်ဗျာ။နောက်နေ့ရက်အတွင်းခန့်မှန်းချက်အရစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားကနေနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။ကဲပင်လယ်ပြင်အခြေအနေကိုကြည့်ရအောင်မြမကမ်းရိုးသားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလိုင်းအနှဲငယ်ကနေလိုင်းအသင့်ရှိပါမယ်။လိုင်းအမြင့်ကတော့မြမကမ်းရိုးသားတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ4ပေကနေ6ပေခန့်ရှိနိုင်ပါတယ်။ဘင်္ဂလားအောင်မှာလည်းတိမ်အသင့်ကနေတိမ်အသင့်ထီထွန်းနေပါတယ်။မိဘပြည်သူတွေအနေနဲ့နောက်ထပ် update သတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့တစ်နေ့ဖြစ်ပါစေ။